ဆလီနာဂိုမက်လိုအောင်မြင်မှုကာဘာဆောင်ဆိုနေပြီဖြစ်တဲ့ဖြူဖြူတွေကဲပရိသတ်ကြီးတို့ဤအတန်ကြဲကြဲတရုတ်ဆောင်ကောင်းကောင်းနဲ့အနုပညာလောကဒီဇိုင်းမမတ်လှမ်းနေခဲ့သူကတော့ဆယ်လီမာလေးဖြူဖြူတွေပဲဖြစ်ပါရီဖြူထွေးဆိုတာကတော့အနုပညာတိုင်းဝိုင်းမရှိပဲအနုပညာလမ်းကြောင်းပေါ်ရောက်လာခဲ့တာဖြစ်တယ်လို့ဝါသနာကိုရင်းခံပြီးဇလန်တိုရီရှိုက်ကိုရင်ပရိသတ်တွေရှေ့ကိုရောက်လာခဲ့တဲ့တောသူမလေးတယောက်ပဲဖြစ်ပါရီသူမအနေနဲ့ကတော့ငယ်ရွယ်စဉ်ရွယ်ကလေးကအနုပညာပေါ်မှာရွတ်သွလုံးသူတယောက်ဖြစ်တာကြောင့်ကျောင်းကပွဲတွေနှုတ်ဆက်ပွဲတွေမှာအမြဲတမ်းဆိုသလိုပါဝင်ဆင်နွှဲခဲ့သူတယောက်လို့ပြောရမှာပါအခုချိန်မှာဆိုရင်လေသူမကအတော်ကုန်မှလူသိများပြီးတော့အားပေးမှုများနေခဲ့တဲ့အနုပညာရှင်တယောက်ဖြစ်လာခဲ့တယ်လို့ကျွညာရီကိုလည်းကိုရိုင်းဆက်ခရစ်နဲ့ကိုရိုင်းရှိုက်ကိုပြီးပရိသတ်တွေကြားရဲကိုထိုးဖောက်နိုင်အောင်စ조사နေခဲ့သူဖြစ်ပါတယ်ဒီလိုစ조사မှုတွေရဲ့နောက်ွယ်မှာလည်းအထင်းကုန်မရှိတဲ့သူမတွေပရိသတ်တွေစီကဝေဖန်မှုတွေအများကြီးရခဲ့တယ်လို့သူမကမှတိုက်ခိုက်ချင်ပါတယ်ဆိုတဲ့သူတွေကလည်းတပုံကြီးရှိနေခဲ့ပါတယ်ဒါကြောင့်ပဲဖြူထွေးတယောက်ပရိသတ်တွေစီကဝေဖန်တဲ့တွေကိုမခံနိုင်တဲ့ဆိုဒီလောကကြီးကနေပျောက်ကွယ်သွားတော့မေဆိုပြီးတော့ပျောက်ချင်းမလားပျောက်သွားခဲ့ဖို့တောင်မှစဉ်းစားခဲ့ပါသေးတယ်။ဒါပေမဲ့လည်းအမေဖြစ်သူရဲ့အားပေးစကားတွေကြောင့်ပြန်ပြီးတော့နလန်ထူနိုင်ခဲ့တယ်ဆိုပေမဲ့လည်းရုပ်ရှင်ရိုက်ကူးမှုတွေကိုတော့အချိန်တော်ကြာအောင်ရပ်ထားခဲ့တာပဲဖြစ်ပါတယ်။အသက်20ဝန်းကျင်ရွယ်သားရှိနေသေးတယ်။သူမဟာဘလို့ယာရီပဲလာလာအမှုပညာနဲ့ပတ်သက်လာရင်တော့အတော်လေးကိုမှပိုးပါသူဖြစ်တာကြောင့်အခုချိန်မှာဆိုရင်လေကာဗာဆောင်သချင်းတွေဖန်တီးပြီးပရိသတ်တွေရဲ့ရှင်ကိုအေးသွားစေဖို့စူးစမ်းနေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်လွန်ခဲ့တဲ့ရှက်ပိုင်းတွင်မှာစတူဒီယိုတစ်ခုမှာတချင်းသွင်းနေခဲ့တဲ့သူမကိုတွေ့ရမှာဖြစ်ပြီးအတစ်တစ်သောဖန်တီးမှုတွေကိုလည်းစောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့တောင်းဆိုလာခဲ့ပါတယ်။ဒီကဲတမ်းမှာကြတော့ဖြူထွေးရနောက်ခံအင်အားတောင့်တင်းမရှိတဲ့ပြင်တေချာတင်ချပြသပေးမဲ့သူကလည်းမရှိတာမလို့ပရိသတ်တွေရဲ့စကားတခုကသူမအတွက်ကဘာကြီးတစ်ခုလိုမျိုးဖြစ်နေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းပရိသတ်တွေကတော့အလူတန်းတွေရှေ့ရောပြီးစိတ်ထားဖြည့်စင်နေတဲ့သူမကိုတရုတ်ဆောင်နဲ့ပတ်သက်လာရင်ပို့ပြီးတော့သဘောကျကြတာကြောင့်တချင်းမဆိုဘဲနဲ့စကားတွေပဲရိုက်ကူးပါလို့ဆိုနေခဲ့ပါတော့တယ်။အဲ့ဒါပြင်နာမည်နဲ့လိုက်အောင်လူတန်းရှေ့ရောလုံးတဲ့သူမကိုခဏင်းဝေလိုမျိုးပရိုက်တာဂီယာချောင်းပြီးအများအကျိုးတွေအင်တက်အားလိုက်တာပါဝင်ပေးဖို့ကိုလည်းအကြံပြုနေခဲ့ကြပါတယ်။ဒါပေမဲ့လည်းဖြူထွေးအနေနဲ့ကတော့လိုအပ်နေတဲ့သူတွေကိုကူညီပေးနိုင်ဖို့သူမကိုယ်တိုင်ဝါသနာပါတဲ့အမှုပညာလုပ်တွေကိုတစ်ခုပြီးတစ်ခုလုပ်သွားအောင်မယ်လို့ဆိုနေခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဖြူထွေးကတော့အင်းမြတ်သူတောင်အဆိုတော်ဖြစ်သေးတာပဲသူမကဘာလို့မလို့အဖြစ်နိုင်ရမှာလဲဆိုတဲ့စိတ်နဲ့စတူဒီယိုမှာအတန်သွေးပြီးတော့ပရိသတ်တွေစီကိုချပြနိုင်ဖို့အတွက်စူးစမ်းနေကြတာပဲဖြစ်ပါတယ်။ဆိုတော့ပရိသတ်ကြီးတို့အနေနဲ့လည်းအင်္ဂလိပ်သချင်းတွေနဲ့အတစ်တစ်သောဖန်တီးမှုတွေကိုချပြလာတော့မယ်ဖြူထွေးကိုဝေဖန်မစောဘဲနဲ့စောင့်ကြည့်အားပေးကြပါအောင်ရှင်။နောက်ဗီဒီယိုတွေမှာလည်းခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနေအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတောင်းမီတာစကားလေးပို့တာရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူတင်ရှိပါရရှင်။သတင်းသစ်တင်တိုင်းမှာလည်းသိရဖို့အတွက် like and follow လေးလုပ်ခဲ့ပေးပါဦးနော်။